စိတ်ရင်ပြောင်းနိုင်လားဆိုတော့လေဆမဟိုတရက်ကလာတဲ့လူနာတယောက်ပေါ့နော်ဆမရေးတဲ့ကျွန်တော်ဝမ်းကနေပြီးတော့အရင်လေးတွေယူနေလို့တဲ့ကျွန်တော်အတိမိတ်ဆွေကဆမတို့စီတိုင်းမှာလက်ကောင်းပေါ့နော်ဆမတို့ကလက်ကောင်းခရဂျီနာဆိုကွဲနာဆိုကျွန်တော်မှာအဆင့်1နဲ့3လေးရှိတယ်ကွယ်နော်သူ့လုံးကလက်အပြင်လက်ကောင်းအဆင့်4ကိုဆမတို့စီ3စုံနဲ့အရှင်းပြောက်သွားတယ်ပေါ့နော်သူစေးုံတက်စရာလည်းမလိုဘူးခွဲစရာပြက်စရာမလိုပဲနဲ့အရှင်းပြောက်သွားခဲ့တာပေါ့နော်မင်းသွားလိုက်ပါဆိုပြီးတော့ကျွန်တော်ကိုဒီစေကန်းကိုညွှန်လိုက်လို့ပါဆိုပြီးတော့ဆမတို့စေတက်ကိုရောက်လာပေါ့နော်ဆမတို့ကလည်းမေးတယ်ဘာတွေဘယ်လိုခံစားနေရလဲဆိုအိုပိုင်းနဲ့ပတ်သက်ပြီးဆိုကဝမ်းသွားသွေးပါတာရှိသလားဆိုဝါးတွေရားတာရှိသလားနော်ဝမ်းသွားလို့ရှိရင်နာတာကြိုက်တာတွေရှိသလားဒီလိုမျိုးလေးတွေပေါ့နော်မေးတဲ့အခါရောက်တော့ तू ကဘာပြောလဲဆိုတော့ဆမားတယ်ကျွန်တော်အမှန်တိုင်းပြောရလို့ရှိရင်လွန်ခဲ့တဲ့တစ်လခွဲကနမကြီးပုဂ္ဂလိကစီယုံမှာသူတက်ပြီးတော့ခွဲလိုက်တယ်ပေါ့နော်လူနာတွေစိတ်ထဲမှာမသိနာမလဲတာမရှင်းတာပေါ့နော်ကျမစေကန်းစီလာတဲ့လူနာတိုင်းကိုကျမကအမြဲတမ်းရွေးချယ်စရာ2ခုပေးတယ်နော်ရွေးချယ်စရာ2ခုပေးတယ်ခွဲမလားဖြတ်မလားခွဲမဲ့ဖြတ်မဲ့ဆိုလို့ရှိရင်ကျမတို့အတွက်ကောင်းတယ်မိနစ်ပိုင်းခဏနဲ့ကျမတို့ပတ်စံနာမှာပို့ရလို့တယ်နော်ကျမတို့လူနာတယောက်ကိုခွဲပေးရဖြတ်ပြီးရဆိုရင်18သိန်း30ဝန်းကျင်ယူတယ်နော်ဒါမဲ့လူနာတွေကိုကျမကအမြဲတမ်းရှင်းပြပေးတယ်နော်ခွဲလိုက်ဖြတ်လိုက်တာကျမတို့အတွက်လွယ်တယ်မှန်တယ်ဒါပေမဲ့လူနာတွေအနေနဲ့နောက်ဆက်တွဲဆိုးကျိုးလေးတွေရှိတယ်ဘာတွေလဲဆိုတော့စီးဝမ်းမထိန်နိုင်ဘူးစုံမကြခဏခွဲတယ်အချိန်တစ်ခုရောက်ရင်ပြန်ထွက်တယ်ထပ်ပြီးတော့ထွက်တတ်တယ်လို့ကျမကရှင်းပြပေးတယ်နော်ကျမစီရောက်လာတဲ့လူနာ90ရာခိုင်နှုန်းကတော့ခွဲစရာပြက်စရာမလိုပဲနဲ့ကျမတို့ဒီလက်ကောင်းခရဂျီနာဆိုကွဲနာဆိုကျွန်နာအစစ်1နှစ်3လေးထဲမှာပဲရှိတယ်ဆိုရင်မပူနဲ့နော်ခွဲစရာပြက်စရာမလိုပဲနဲ့ကျမတို့ဒီလုံးဝအမြင့်ပြတ်သက်တာပြောက်ကရကုသပေးနိုင်တယ်နော်ကျမရဲ့လူနာ90ရာခိုင်နှုန်းပြည်တွင်းမှာလည်းရှိတယ်ပြည်ပနိုင်ငံရဲ့ခြားမှာလည်းရှိတယ်နော်သူတို့ကျမတို့စီတိုင်းရဲ့ဈေးရဲ့အားသာချက်ပေါ့နော်ရှူလာလက်ကောင်ခရဂျီနာပျောက်ဈေးရဲ့အားသာချက်ကဘာလဲဆိုတော့နံပါတ်1ခွဲစရာဖြတ်စရာမလိုဘူးနံပါတ်2အလုတ်ကင်ပြက်စရာမလိုဘူးနော်နံပါတ်3ချက်ကကိုယ့်ဘက်ကတိတိကျကျသေချာလိုက်နာပေးရမှာပဲเนาะကိုယ့်ဘက်ကဘာတွေတာဝန်ယူလိုက်နာပေးရမလဲဆိုရင်ကျမတို့နေ့စဉ်စေးကျူးတစ်ဆိုင်သေချာတောက်ရမယ်လိမ်ရမယ်ဖန်တိုင်းရမယ်ပြီးတော့ကျမညွှန်ကြားထားတဲ့အတိုင်းစသပြုတ်မှုတွေတိုင်းစောင့်ရှောက်ဒီလင်းကိုကျူးတစ်ဆိုင်သေချာလိုက်နာမယ်ဆိုရင်မပြောက်မှာမပူနဲ့เนาะအမျိုးဆိုတော့အရင်ဆုံးเนาะခွဲမဲ့ပြတ်မဲ့ဆိုရင်ဘယ်လောက်ကုန်ကြမလဲဘာတွေဘေးထွက်ဆိုးကျိုးရှိမလဲဆိုတာကိုကျမတခါတည်းရှင်းပြပေးလိုက်ပြီเนาะကျမတို့ဈေးတိုက်ကိုလာမယ်ဆိုလို့ရှိရင်အားသာချက်တွေအများကြီးရှိပါတယ်အပြည့်ဈေးကန်းကိုလာမယ်ဆိုရင်နော်လူနာအတွက်ပို့ပြီးတော့ကောင်းပါတယ် online ပေါ်ကနေပြအပြည့်ဈေးကန်းကိုလာပြကျမတို့ဒီကိုစားတဲ့ view လူနာတယောက်ကို2000เนาะနိုင်ငံရဲ့ခြားလူနာဆိုရင်ကျမတို့3000ယူတယ် online ပေါ်ကနေလည်းဈေးကန်းပြလို့ရတယ်အပြည့်ဈေးကန်းကိုလာပြရင်အမျိုးသမီးလူနာဆိုရင်ကျမကိုယ်တိုင်အသေးစိတ်ကြည့်ရှုစမ်းသပ်ကုသပေးပါတယ်အမျိုးသားလူနာဆိုရင်အမျိုးသားအနာပေါက်သမားတော်ကိုယ်တိုင်အသေးစိတ်ကြည့်ရှုစမ်းသပ်ကုသပေးပါတယ်အဲ့တော့ယောဂတစ်ခုဖြစ်လာရင်မပေါ့ပါနဲ့เนาะကိုဂယူးဆိုင်ပါအမြန်ဆုံးကုသမှုခံယူပါလို့အကြံဉာဏ်ပေးလမ်းညွှန်ချင်ပါတယ်ဟုတ်ကဲ့ပါချစ်ရမိတ်ဆွေများအားလုံးအနာရောဂါကင်းရှင်းပြီးကျန်းမာပျော်ရွှင်ကြပါစေရှင်သိချင်တာရှိရင်လည်းမှတ်ထားခဲ့ပြီးပါကျွန်မအပြည့်စည်းကလူနာအားတဲ့ချိန်တိုင်းဝင်ပြီးဖြစ်ပြီးထားပါမယ်